ဘောလုံးလောကမှာကွင်းလယ်ကနေကန်တဝင်းဖြစ်လာတဲ့ကစားသမားတစ်ယောက်ကိုပြပါဆိုရင်ဒီလူကိုပဲပြရမှာပါသူကတော့အင်္ဂလန်သား Frank James Lampard ပါ West Ham မှာစတင်ခဲ့ပြီး2001မှာ Chelsea ကိုရောက်လာခြင်းကစလို့သူ့ဘဝရဲ့ရွှေခေတ်ကိုစတင်ခဲ့ပါပြီ Chelsea မှာ73နှစ်ကြာကစားခဲ့ပြီးသူ့ရဲ့အားအကောင်းဆုံးကန်သွင်းခဲ့တွေအမြင့်ကျဲလက်ပေးပို့မှုတွေနဲ့ကွင်းလယ်ကနေဂိုးတွေသွင်းယူနိုင်စွမ်းတွေကဘသူနဲ့မှမတူပါဘူး Chelsea အထွာဂိုးပေါင်း120ကိုသွင်းတဲ့ကလပ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့တဲ့ဖြင့် Premier League ဖလားလုံးချင်း Champions League ဖလားချင်းအပါအဝင်ဖလားပေါင်းများစွာကိုစုခိုးခဲ့ပါတယ်2005မှာဆိုရင်ဘလုံးတော်ရောဒုတိယဆုကိုပါရခဲ့တာဆိုတော့ဘလောက်တောင်ထူးချွန်လဲဆိုတာစဉ်းစားကြည့်ပါအင်္ဂလန်လက်ရွေးစင်အသင်းတော်လည်းပွဲပေါင်းတင်လိုက်ကျော်ကစားခဲ့ပြီးအသင်းတော်မရှိမခိကစားသမားတဦးချစ်ခဲ့ပါတယ် Chelsea ကထပ်ပြီးနောက် Manchester City New York City FC တို့မှလည်းကစားခဲ့ပါသေးတယ် Frank Lampard ကွင်းလယ်ကနေဘောလုံးလောကကိုလောက်ခတ်ခဲ့တဲ့ဂန်ဒဝင်းတူပါပဲနောက်ထပ်ဘယ်ကစားသမားအကြောင်းသိချင်လဲပြောခဲ့နော်